မိန်းကလေးနဲ့တူအောင်ဘယ်လိုလဲဆိုတော့ဝင်းနဲ့မိန်းမနဲ့တူသွားပြီထင်တာပဲမင်းတို့လည်းယောက်ျားလေးပုံကနေမိန်းကလေးပုံစားဝတ်ခါစားသူများရီစရာကြီးဖြစ်တာပေါ့နော်နောက်ပိုင်းကျတော့ချင်းချင်းနဲ့လူတွေလည်းအမြင်ရိုးဝါးလို့တူပါတယ်တချိရတာပုံသေးကားချက်လို့ပြောဒီဆင်မကိုယောက်ျားလို့ပြန်ဝင်လာအရင်ရုပ်ဆိုးမှာပဲလေဟုတ်တယ်လင်းတို့ကဘောလီမိုးရဲဘူးလေဘောလီမိုးရဲတဲ့ခါကျတော့မိန်းမလိုဝေးဘောလီမပါတဲ့ခါကျတော့ရုပ်ဆိုးတာပေါ့နော်အဲ့တော့နောက်ပိုင်းကျတော့ဘောလီလေးနဲ့ဝစ်စီတော့နည်းနည်းကြည့်ကောင်းတာပေါ့အထဲတွေကရှင်သားရှိတာမရှိတာဘေးချစ်ဘောလီလေးနဲ့ဆိုတော့ဖောင်းပြလေးဆိုတော့နည်းနည်းကြည့်ရတာလူတွေအရန်အဆင်ပြေလာတယ်လို့ထင်ပါတယ်ခုခေတ်ကတော့ပိုကောင်းတယ်ဘာလို့လဲဆိုတော့အရန်ကိုlady boy တွေကိုနေရာပေးလာတယ်ပြီးတော့မိန်းကလေးလိုဝစ်လာတဲ့ lady boy တွေကိုလည်းလူတွေကနည်းနည်းလေးပို့ပြီးတော့မဝုန်းတော့ဘူးကွာမဝုန်းတော့ပဲနည်းဟဲချစ်စရာလေးအဲ့လိုဖြစ်နေတယ်ဆိုတဲ့ခါကျတော့ဝင်းရံကြရဆိုနည်းနည်းပျော်လာတယ်အဲ့တော့ဝင်းရံကြရဲအကိုရီမတွေအားလုံးလည်းကျေးဇူးတင်ပါတယ်လို့ဟုတ်တင်းဆရာမာကြီးဆန်ဆိုမာကြီးဆန်ကိုကြည်အားကြပါတော့ဟုတ်ဆိုမိန်းမရှာဆိုတဲ့မိန်းကလေးလိုဝစ်ချင်လို့မိန်းမရှာဖြစ်တာလေယောက်ျားကြီးလိုဝစ်ပြီးမိန်းမရှာဖြစ်နေတော့တမျိုးကြီးဖြစ်နေမှာပေါ့နော်အဲ့တော့မင်းကတော့အဲ့လိုမိန်းမရှာဆိုတော့လေမိန်းကလေးလိုဝစ်ရအရန်ကြိုက်တယ်ဟုတ်စတော့အများကြီးပါပဲရီမတွက်နိုင်ပါဘူးလင်းကတော့ခါကြရင်အစခံရလို့ခါကြအပြင်သွားနေကြက်တက်ပြီးတော့သွားတော့မကြတော့စကနဲရန်စဲပေါ့နော်ဟုတ်ဝိကိတာလေးဟိုမုန်းစေးတောက်တာလေဟိုမုန်းစေးတောက်တဲ့ခါကျတော့ brush ကဒီဟာကကျတော့မင်းကလေးနဲ့နည်းနည်းဆင်တာပေါ့အရန်ဆီလီကွန်ကျတော့နည်းနည်းမာတာမားတယ်ကွာမမာကြီးဖြစ်တယ်ဆိုတဲ့ခါကျတော့ဒါကျတော့နည်းနည်းပျော့ပြောင်းနဲ့လှုပ်ရှားရှိတာပေါ့အရန်အဆင်ပြေတယ် compatible ဖြစ်တာပေါ့အသားနဲ့သားထဲကြာတယ်ပေါ့နော်အခြေလားအလင်းပြောပြီးသွားပြီအခြေရတော့လင်းရတော့မိမရှာတော်ပြလေးဖြောပြေးသလိုပါပဲချောရင်ချစ်တယ်လို့ထင်တာပဲချောချစ်ပေါ့နော်ချောရဲယောက်ျားလေးဆိုချစ်မိမှာပဲလေဟုတ်ဆိုတော့ဒီကစိတ်တက်ကောင်းမှာလို့ဆိုတော့စိတ်တက်ကောင်းလားစိတ်တက်ပုတ်လားဆိုတော့ဘယ်လိုကြည့်မလဲနော်အဲ့တော့ကိုကဒါဟိုဘယ်လိုသူ့စိတ်မှာကိုမသိတဲ့ခါကျတော့ပေါင်းကြည့်ပေါ့ခါကျတော့9နှစ်10နှစ်လောက်တွဲပြီးတော့ကွဲသွားရတဲ့သူတွေတောင်ရှိသေးတာပဲဒါပေမဲ့ပထမဆက်ရှိနေသေးရတော့ဟိုဖြစ်နေမှာပေါ့နော်ပထမဆက်ရှိနေသေးရတော့တွဲနေပြင်မှာပေါ့ဟုတ်